မြန်မာညွတ်ပကြီးကားပေါင်း90ကျော်နဲ့ပေပါကက်တင်နုပညာပူးပေါင်းပြပွဲကိုပထမဦးဆုံးအဖြစ်ရန်ကုန်မြို့လောကနဲ့ပကြီးခန်းမမှာအောက်တိုဘာ28ရက်နေ့ကစတင်ပြသနေပြီဖြစ်ပါတယ်။ပကြီးဆန္ဒခိုင်ကပကြီးဆွဲသူတိုင်းညွတ်ပကြီးရေးဆွဲလေးရှိကြပြီးလူခန္ဓာကိုယ်ရဲ့မြင်ကွယ်အရေးနဲ့လိုင်းတွေကိုအားရအောင်ရေးဆွဲရတာမို့ပကြီးသင်ယူသူတွေညွတ်ပကြီးရေးတတ်အောင်လေ့ကျင့်သင့်တယ်လို့ပြောဆိုပါတယ်။အရင်ကတည်းကအများကြီးညွတ်တွေကိုပြခွင့်ရလာတယ်ပေါ့နော်ဒီတော့ဆိုလို့ရှိရင်ကြောပတ်တောင်မှမရအောင်ဆိုပြီးနည်းနည်းလေးပွင့်လာတယ်ပေါ့အဲ့ဒါမှလည်းများပြရင်ပေါ့နော်ဘလို့လဲပြကြည့်လိုက်မယ်ပေါ့ပထမဆုံးဆရာတွေကလည်းအားပြကြည့်လိုက်ပါတယ်ဒါအများကြီးလည်းပြလို့ရနေပြီပေါ့နော်ဒါကွာလေယုံကြည်နေပြဆိုတာလေဘာမှအကျဉ်းတဲ့ဟာမရှိကိုပြချင်တာပြလို့မရရင်လည်းမပြလို့ရရင်ပြမယ်ကိုအမှုပညာတက်ပဲကျန်တာဘာမှမရှိဘူးနောက်မှာဒီစီရတယ်တော့ဆိုတော့ပဲခုဒီဆွဲနေတဲ့ကလေးလေဆွဲသိတယ်လို့မြင်တယ်လေပကြီးကလည်းဟိုမှာပေါ့ဒါပကြီးကားပေါ့ရှုကေးကားတော့မှလည်းလူတယောက်ထည့်မယ်ပေါ့နော်ဒီကတော့လူတော့မဟုတ်ဒီလူရဲ့အကွေးညို့သူ့ရဲ့ပြော့တာတွေပါတယ်လေအဲ့ဒီဥစ္စာလူရဲ့ post မျိုးစုံပေါ့ဆွဲတက်မှာပေါ့နော်လူတက်မှာသူပုံစံမျိုးတွေလေပုံသိကြရမှာနော်လူတိုင်းပေါ့နော်ကလေးရဲ့လူကြီးရဲ့မောင်ဆွဲတင်ပါတယ်လို့ကြည်လူစားပါမျိုးပါလေအမားတို့ကတော့ဒီပကြီးစိတ်တစ်ခုနဲ့ပဲဆွဲသွားတာပဲအင်းကိုပြနေတာဆိုတော့ line ပေါ့နော် line နဲ့သူ့ရဲ့ဒီ post နဲ့သူ့ shape ပေါ့နော်ဒီတုံးတိုက်ချာအဲ့လောက်ပဲကျန်တာတော့ဘာမှမပါဘူးလို့လေကြီးတဲ့လူပေါ်မှာပဲသူတို့ရဲ့အဆုံးဖြတ်ပဲပေါ့နော်ကြီးတဲ့လူကလူပြည့်တဲ့မျက်စိနဲ့ကြည့်ရင်တော့သူ့ရဲ့တုံးတွေတိုက်ချာတွေဖောင်းတွေ line တွေလှတယ်ပေါ့နော်အားရှိတယ်အဲ့လိုပြောမှာတကယ်လို့ဒီအနုပညာကိုတိတ်မခံစားတဲ့လူကြတော့လေဒါလားဒါကြီးလားပကြီးပေါ့နော်ပြောရအောင်အမျိုးစုံပေါ့ဟိုမှာလူ10ယောက်ချင်း10မျိုးပေါ့နော်သူတို့ရဲ့ဒါကြီးတဲ့လူပေါ်မှာပဲသူ့ရဲ့အဆုံးဖြတ်ပဲပေါ့နော်မတော်ကတော့အနုပညာတက်ပဲပြဆန္ဒတော့ဘာမှမရှိကြီးတဲ့လူရဲ့အဆုံးဖြတ်ပေါ့နော်ဆရာတွေရဲ့သူတို့ရဲ့အာဘောပေါ့အဲ့ဒါကိုပဲစောင့်ကြည့်ရမှာပဲပိတ်သက်ရဲ့ဘလို့ထင်မြင်မလဲဆိုတော့မတော်ကတော့ပြရုံတက်ပဲအနုပညာတက်နဲ့ညွတ်ကားတွေရေးဆွဲရတာမို့အနုပညာမျက်စိနဲ့ကြည့်ရင်ပကြီးရဲ့လေးနက်မှုတွေကိုခံစားနိုင်မှာဖြစ်ပြီးအနုပညာနဲ့မကြည့်တတ်သူတွေအမြင်ဆောင်နိုင်တာမို့ခံစားတတ်သူတွေကပဲဆုံးဖြတ်ပေးမှာဖြစ်တယ်လို့ပြောဆိုပါတယ်။ Paper cutting ဟာစက္ကူနဲ့ဖန်တီးရတဲ့ paper app တစ်ခုဖြစ်ပြီးနိုင်ငံတကာမှာလူသိများထင်ရှားပေမဲ့မြန်မာနိုင်ငံမှာတော့အခုမှပထမဦးဆုံးပြသထားတာဖြစ်ပြီးမြန်မာနိုင်ငံမှာခံစားရတဲ့ဖြစ်ပျက်တွေကိုတင်ပြထားတာလို့ဇွန်ဤဖြူကပြောဆိုပါတယ်။ print making တို့ book blog တို့ပေါ့နော်အဲ့လိုမျိုး printing ဘိုင်းနဲ့ပတ်သက်တယ်အဲ့လို train ပြီးလောက်ရတဲ့ဟာမျိုးနဲ့တူပါတယ်ရှင်အဲ့တော့ဒီစက်ကူတွေဖောက်တာကြတော့အရင်ဆုံးoutline ကောက်တယ်ပေါ့နော်ကိုလုတ်ချင်ဆွဲချင်တဲ့ဟာကိုပကြီး outline ကောက်ပါတယ် outline ကောက်ပြီးတော့မှဖြောင်းမြန်လောက်ရတယ်ရှင်ပြတဲ့ဘက်ကကိုဘက်ပေါ့နော်အလှဘက်ကိုဖြောင်းမြန်လုပ်ပြီးတော့မှဓာတ်နဲ့ကိုလိုချင်တဲ့ဟာတွေဖောက်ထုတ်တာပေါ့နော်ခြံခဲ့တဲ့ဟာကိုခြံခဲ့ပြီးတော့ဖောက်ထုတ်မဲ့ဟာကိုဖောက်ထုတ်ပြီးတော့စဉ်းစားပြီးတော့ဖောက်ထုတ်ရတာပေါ့ရှင်အဲ့ဒါကတော့လုပ်တဲ့နည်းပညာသဘောတရားပေါ့နော်ဟုတ်ဒီတလောက်တော့အဲ့လိုဒီလိုပုံစံမျိုးတော့ပြထားတာမရှိသေးဘူးအဲ့ဒီအတွက်ကြောင့်လေကျမလာကြည့်ရလူတွေကိုလေခံစားချက်အစ်စ်ပေါ့နော်အမြင်အစ်စ်ကလေးတစ်ခုပေးစေချင်တဲ့အတွက်ကြောင့်မလို့ဒီ paper cutting ကိုပြထူထားပါဘူးဒါလေ၄ရက်ကြာပြသမဲ့ပကြီးနဲ့ပြပွဲမှာစန္ဒာခိုင်ရဲ့ပကြီးကားပေါင်း90ကျော်နဲ့ဇွန်ဤဖြူရဲ့ paper cutting at installation ခုနှစ်ခုကိုအောက်တိုဘာ30ရက်နေ့အထိပူးပေါင်းပြသမှာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်